ပြန်လေးပြီးပါဘိုင်ပစ်ပေးဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ဒီချာမရှင်းပြရပါတော့ဘာလို့ဆိုကျွန်တော်ကောင်းလုပ်ပြီးသားဖြစ်နေလို့ကျွန်တော်ဒီမှာဒီအကောင့်မှာတစ်ခါပြန်ပြီးတော့လုပ်ပြပေးပါမယ်ကျွန်တော်ရေဆုံးလူကဆက်ထဲကိုသွားမယ်သွားပြီးကျွန်တော်အောင်သားလေးကိုဆွဲမယ်ဆွဲပြီးတော့ဒီမှာဘိုင်ပစ်ပေး welcome error ဆိုတာရှိချပေါ့တော့လိုက်ရှာတယ်နော်ဒီ register ရင်တော့ဗျာမလုပ်ရသေးတဲ့ဟာကိုတော့မှ trending event ဆိုပြီးတော့ site ထဲမှာရှိတယ်အဲကျွန်တော် register လုပ်ပြီးဆိုရင်ဒီမှာဒီကနေလည်းတစ်ဆင့် event ပြီးတော့လုပ်ရပါနော်โอเคကျွန်တော်တို့ဒါ VPN ခံပြီးတော့ပဲသုံးလို့ရမှာเนาะ VPN ကျွန်တော်တို့မြန်မာနိုင်ငံမှာ VPN လုံးဝသုံးပြုခွင့်မရသေးဘူးเนาะအဲဒါကြောင့်မလို့ကျွန်တော်တို့က Jam VPN တွေကနေကနေဒါနိုင်ငံကိုရွှေ့ပြီးတော့ချိန်မယ်ပြီးကျွန်တော်တို့ဒီမှာ register now ကိုအရင်နှိပ်အောင်အဲ့ဒါကိုနှိပ်ပြီးမှကျွန်တော်တို့လုပ်ဖို့အဲ့ဒါအရင်ကြီးကြည့်ပါလေ Okay ကျွန်တော်ဒီမှာ register အဲ့လိုဖြစ်သွားပြီဆိုရင်ဒီ sorry line နည်းနည်းလေးပေါ့နော် VPN ခံတော့တိတ်မကောင်းဖြစ် Okay ဒီမှာ 2.5 USD ဒီမှာဟိုဒီထဲဝင်လိုက်နော်ပြန်ပြပေးမယ်ဒီမှာသူကအဲ့ကိုဝင်လိုက်တယ်ဆိုရင်သူကဘလူးလဲဆိုရဗျာဒီမှာကျွန်တော်ရှင်းပြပေးမယ်ကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့စီကနေ$5လောက်ပို့ကျွန်တော်တို့တခြားအကောင့်တစ်ကောင့်ကိုပိုင်းပေးရနေ$5လွှဲပြရမယ်သူရဲ့ UID ဒါမှမဟုတ်ဖုန်းနံပါတ် or email ကျွန်တော်ကတော့ UID နဲ့လွှဲဖို့ recommend ပေးပါတယ်အဲ့တော့ကျွန်တော်မှာတခြားအကောင့်ရှိရဆိုရင်တခြားအကောင့်ရဲ့ UID ကိုယူပြီးတော့ကျွန်တော်ဒီမှာလာပြီးတော့လွှဲပေးလိုက်ပါတော့ကိုယ်အကောင့်နဲ့ကိုယ်လွှဲလိုက်အောင်အဆင်ပြေသွားတော့အဲ့တော့ကျွန်တော်ဒီမှာဒီဟာလေးကိုဟိုဖြစ်ပြီဆိုရင်ဒီဟာလေးကိုကျွန်တော်တို့အကောင့်ထဲမှာ$5ရှိတယ်ပေါ့နော်တကယ်လို့တချို့တွေကဒီနေရာမှာအကောင့်ထဲမှာ$5ရှိရတာနဲ့ဒီနေရာမှာလုံးဝပေါ်ဆိုရင်ဒီ transfer တစ်ချက်လေးပြီးကျွန်တော်တို့ဒီ unverified trading account အဲ့ဒီကနေပြီးကျွန်တော် funding account တွေကိုရွှေ့ရမှာเนาะအဲ့ကျွန်တော်အဲ့လိုဖြစ်သွားပြီဆိုရင်ဒီ USDT amount ပေါ်နေတယ်မဲ့ဒီ USDT amount မှာကိုနေ confirm နေအဲ့ဒါဆိုကျွန်တော်ဒီထဲမှာရောက်သွားလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာစောင့်ပြီးလုပ်မယ်ဘယ်လိုစလုပ်အောင်လဲဆိုကျွန်တော်စန့်ကိုနေမယ်ပြီးရင်ပိုင်းပေးယူလိုက်ဒါကတော့ကျွန်တော် account ကိုကျွန်တော်ပြန်လို့တော့ဒါကျွန်တော် account ရရှိလိုက်ပြီး next ကိုနေမယ် Okay ကျွန်တော်ဒီနေရာမှာကျွန်တော်ခုနလက်ရှိတာဘယ်လောက်လဲ5.06 Okay 06 5.06 Okay ဒါဆိုရင်ငါချက်လုပ်ပြီး$5အတိဆိုရင်လုံးဝမရအောင်เนาะအဲ့တော့ကျွန်တော်$နည်းနည်းလေးကြော်ပါနည်းနည်း 5.1 လို့ 5.0.6 0.7 အဲ့လောက်ဆိုရင်ရတယ်เนาะပြီး next ကိုနေမယ်ဒါကျွန်တော်ဒီ account risk ထိထားလို့เนาะအဲ့ဒါလုပ်လို့မရဘူးကျွန်တော်ဆိုတော့ video တွေမှာလည်းပြပေးအဲ့ဒါဒီတိုင်းလေး video လုပ်ပြီးတော့ next ကိုနေပြီးကျွန်တော်ဒီမှာ password တွေပါထည့်ပေးလိုက်ရင်ကျွန်တော်ရှာသွားပြီဆိုရင် withdraw progress တွေပါညာဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ရပြီပေါ့နော်အကြိုင်ကျွန်တော်နောက်9မိနစ်လောက်နေဒီတဲပြောင်းချင်းကျွန်တော်ဒီ reward ကပေါ့နော်ကျွန်တော်ဒီရမယ် okay ဒီဘိုင်မဲ့ pay welcome အဲ့တော့ဒီနေရာမှာဒီ 2.5 ဆိုတဲ့နေရာမှာ funding ဆိုပြီးတော့ပေါ်နေတယ်မပြီးရင် emergency လေးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့9ရက်လား6ရက်လားအဲ့လောက်ဆောင်းပြီးကျွန်တော်တို့တွားပြီးတော့ claim လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ video လေးရတဲ့လောက်ပါပဲအားလုံးပဲခုနလုပ်ပြရတဲ့အားလို့တခြားနားလည်အောင်ပြန်ပြီးလုပ်ပြပေးပါအားလုံးပဲ bye bye